ကျွန်တော်တို့က2001မှာကျွန်တော်ကရှူးရှဲလက်ဖက်ကိုဖန်တီးခဲ့တာဆိုတော့အဲ့အချိန်မှာရှူးရှဲဆိုတဲ့နာမည်နဲ့လက်ဖက်မရှိခဲ့ဘူးပေါ့နော်ကျွန်တော်တို့ကပစ္စည်းတစ်ခုထုတ်တော့မယ် product တစ်ခုထုတ်တော့မယ်ဆိုလို့ရှိရင်အဓိကစားသုံးသူဘာလိုအပ်နေလဲဆိုတော့ဈေးကွက်ရဲ့လိုအပ်ချက်စားသုံးသူရဲ့လိုအပ်ချက်နောက်တစ်ခါဒုတိယအကြိမ်ဖြစ်တဲ့စားသုံးသူလိုအပ်ချက်ကိုသိလာပြီဆိုရင်ကျွန်တော်တို့က branding ဆိုတဲ့ခုနက design ပေါ့ design တွေ branding တွေကိုကျွန်တော်တို့ကအဓိကထားပြီးစဉ်းစားရပါတယ်အဲ့တော့ shoe share ဆိုတာကတကယ်တော့မြည်တန်ဆွဲအလင်္ကာပေါ့နော် shoe share ဆက်တဲ့အတန်ပေါ့နော်အဲ့ဒီမြည်တန်ဆွဲအလင်္ကာကိုကျွန်တော်တို့ကသုံးဖို့အတွက်ကျွန်တော်တို့ကစီစဉ်ခဲ့တယ်ပြီးတဲ့အခါကျတော့ဒီဆက်တယ်ဆိုတဲ့အရာတာကိုစားသုံးသူကဒီရဲ့ packaging ကိုကြည့်လိုက်တဲ့နဲ့မြင်သာအောင်ဖို့အနီရောင်အသုံးပြုခဲ့ပါတယ်ကျွန်တော် color တွေမှာ color တွေကစကားပြောတယ်တိကျတဲ့ date ပဲဖွဲ့ဆိုမှုတွေရှိတယ်ပေါ့နော်အနီရောင်ဒီခုနကလိုဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူကဖော်ဆောင်စေခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီရှမ်းရွှေတောင်ရဲ့ရှူးရှဲအထုပ်လေးတွေမှာအနီရောင်ကိုအဓိကထားပြီးတော့မှသုံးခဲ့တာဖြစ်ပါတယ်